ထမင်းစားမယ်ဒီမှာတီဟိုရွက်လေးတီဟိုရွက်တို့မယ်ဒီမှာတငင်းတီးပြုတ်ဒီမှာဘာလဲသိလားဒီဟာကသေးမောရွက်ဒီမှာရွက်ရွက်ကလေးတွေတခွားတီးဒီတီးလေးကဘာတီးလေးလဲသိလားဒီတီးလေးကဘာတီးလေးလဲသိလားတို့ငယ်ငယ်တော့စော့ကြတာလေဘာတီးလေးလဲသိလားသိရင်ပြောပါအောင်ဒါလေးကဘာတီးလေးလဲသေးမောရွက်တီဟိုရွက်ဒါရွက်တန်ကြတယ်ဒီကရွက်လို့ခေါ်တယ်တန်ကြတယ်နော်ကလေးတွေပါကြီးတန်ထားရင်ဒါလေးပြုတ်ကျွေးရွက်နော်ဒီတီးလေးကဘာတီးလေးလဲတခွားတီးတငင်းတီးဒီမှာစူပိုးရွက်ဒီမှာငပိဆက်နဲ့စားမယ်ဒီဆက်နဲ့ဒီမှာတင်းမောဘူးလေးလည်းပြုတ်ထားသေးတယ်တင်းမောဘူးလေးဒါကလေတင်းမောဘူးလေးကပြောလူကြီးတွေပြောတာတော့ကင်ဆာမျိုးတတ်တာတယ်လို့ပြောတယ်ဒီတင်းမောဘူးပြုတ်လေးကလူနဲ့လည်းတဲ့တယ်ကစွန်းရွက်ကြောင်ငပိကဲစားမယ်လိုက်စားကြအောင်နော်စားတယ်ဒီမှာငပိရှယ်ငပိနဲ့စားမယ်ငရုတ်တိမရှူးပြီဒီနေ့စားကြင်လာပြီကွာစပ်ပြီးတရေတွေတောင်ယိုးနေကဲဟာမနော်ရတဲ့ဖန်တီလေးဒါလေးတို့ကောင်းကောင်းดูเลยดูว่าอ๋อมีผู้ที่ตัวเก่าเนี่ยเซมอผู้เลยนี่นะต่อကောင်းတင်မောဘူးပြောကောင်းတယ်ရစားကောင်းမမကြောက်ကောင်း用这么杀杀的，哟，咩呢？追我，睇下，追人咯，杀，杀六兩個，殺，你冇嘅，細咩度啦，高咩度啊？ตัวไหนมันรู้เต็มหมดเลยได้ปลาที่นี่เลยจะพันที่เลยเลยได้ป่ะที่หัวเยอะทุกคนเลยก่อนมาดูก่อนด้วยดาบเนาะดาบหล่อเลยนะอาไปจาวเนาะมาจิ้มซ้าเลยไม่ซ้าไปหล่อเลยเนาะที่เจ๋อเนาะ